ဒီနေ့တော့သမီးလေး aura ရဲ့ဖြစ်ဆက်စွာဖြစ်စဉ်ဖို့အတွက်ဝယ်လာတဲ့ထဲကပြဖို့ကြံတာလေးတွေကိုဆက်ပြီးပြပေးမယ်နော်ဒီနေ့ပြတာပေးဖို့အတွက်ဖေဖေဝယ်လာတဲ့ပစ္စည်းလေးတွေကတော့ဆီလီကွန်မိသားစုလေးပဲဖြစ်ပါတယ်ဗျာဆီလီကွန်ပစ္စည်းလေးတွေကိုတော့တဆွေလုံးတစ်မျိုးလုံးဝယ်လာခဲ့တယ်ဗျာဆီလီကွန်သုံးဆောင်တွေကိုဘာလို့ရွေးချယ်ရလဲဆိုတော့ဆီလီကွန်တွေကနူးညံ့ပြီးကလေးတစ်ပေါင်းကိုမထိခိုက်စေဘူးဆီလီကွန်ဇိုးလေးတွေကပျော့ပြောင်းလို့ပေါက်ကစားကလေးတွေတို့လည်းတောက်တအသုံးပြုနိုင်တယ်ဆီလီကွန်သုံးဆောင်တွေကမတော်တဆပဲဖြစ်ဖြစ်တမင်သက်သက်ပဲဖြစ်ဖြစ်ပြုတ်ကျသွားရင်တော့အလွယ်တကူမကွဲသလိုရေရှည်လေးသုံးခံတယ်နောက်တစ်ချက်ကတန့်ရှင်းရလွယ်ကူတယ်လေရေနွေးလေးနဲ့ပဲဖြစ်ဖြစ်ပကယ်စီဆက်ပြနဲ့ပဲဖြစ်ဖြစ်အလွယ်တကူဆေးကြောနိုင်တယ်ပူတဲ့အေးတိုင်လည်းခံနိုင်တယ်ပူတဲ့အစားအေးတဲ့အစားတစ်မျိုးလုံးအသုံးပြုနိုင်တယ်ဆီလီကွန်ပကံလေးတွေမှာဝဲပေါ်မှာကတ်နိုင်တဲ့ section base လေးတွေပါလို့အလွယ်တကူလှန်ချပေါက်ချလို့မရဘူးဒါကြောင့်မလို့ကလေးတွေကိုကိုယ်တိုင်စားဖို့အတွက်လေ့ကျင့်ပေးနိုင်တယ်ပြီးတော့ bla 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 ဆီလီကွန်ချင်းမွန်းဖွင့်နေတာလည်းအတော်ရှည်သွားပြီတော်ပြီဗျာဒီလောက်နဲ့ပဲရက်လိုက်မယ်ဟောဒါကတရေကန်ပြလက်ရောက်ကြည့်ပြီးရင်သမီးလေးတရေကြဖို့ပဲရှိတယ်လေဟဲ့ဒါတော့လိုတယ်သမီးလေးအတွက်ဖြစ်ဆက်စာချက်ဖို့အတွက်ဆိုရင်တော့တန့်ရှင်းရေးကနံပါတ်1လေအင်းဒီဟီရလှီးဖို့တိတဲ့ဓာတ်ဆက်အသိကြီးဝယ်လာတယ်စိတ်ပါလာရင်တော့ကွန်ဖူပန်တာလို့တန်းစွမ်းပြရတာပေါ့ပြီးတော့ဒါကချက်ပြီးအာဟာရမပြအောင်တိမ်ဖို့ဖန်ဆာသိမ်းခွက်တွေဒါလေးအပူအေးခံတော့အဆင်ပြေတယ်ဒါပေမဲ့ရေခဲတက်တာခဲကန်နဲ့ထည့်ထားပြီးရုပ်တရက်အပူပြန်ပေးလိုက်ရင်ကွဲတတ်တယ်နော်ဒါကိုတော့တတိထားအရင်သမီးကြီးတုန်းကတော့မသိလို့ခဏခဏကွဲလို့အသက်ပြန်ဝယ်ရတာနဲ့ဘတ်ဂျက်တော်တော်ထိသွားတယ်ဒါကတော့သမီးလေးရေတောက်ခြင်းမို့ရေဘူးလေးထောက်လာဆိုတော့ခုလိုဘဲနှုတ်ဒီကောင်းလိုမျိုးကအဆင်ပြေတယ်လေသူကနှုတ်ဒီကောင်းလိုပဲထိတ်ကလေးကိုတဖုံးလေးနဲ့ဖိပြီးဆုံးမရေထွက်တာဆိုတော့ကလေးလည်းမသိဘူးအဆင်ပြေတယ်သမီးကြီးတုန်းကတော့ဘဲသိမလဲကိုယ်တိုင်စုပ်ကြည့်ပြီးတော့ရေမထွက်လို့ဆိုပြီးဝယ်တဲ့ဆိုင်ကိုသွားပြီးတော့ပြဿနာရှာတာဘူးတိတော့မရလိုက်ပါဘူးကလေးကစုပ်ပြီးတော့ရေဒီမျိုးချနေတော့အဆက်ပြေလေးပြုံးပြီးတော့ပြတ်ထွက်လာခဲ့ရတယ်ဒါကတော့တတိလေးတွေကိုထဲဆုပ်ဖို့အသီးဆုပ်ချိုးလိမ့်ဒီဖုံးလေးကိုဖွင့်ပြီးအသီးလေးတွေထည့်ပြီးဆုပ်ခိုင်းလိုက်ရုံပဲဆုပ်ရင်အရေပဲပါဇက်တဲဝင်ပြီးအဖက်တွေကကြမ်းခဲ့တော့ကလေးကသိဘူးပေါ့သူကခေါင်းအသေးကြီးလဲရွေးစရာပေါ့တော့အဆင်ပြေတာရွေးတက်လိုက်ရုံပဲသမီးကြီးတုန်းကအတွေ့အကြုံရှိပြီးသားအင်ရှင်ဒီကြီးတရားမို့လို့ဘာလို့မလဲဆိုတာကွက်တိတာပေါ့ဗျာနောက်ဆုံးကတော့ကလေးတိတဲ့ပကံစီဆက်ပြတာမန်ကျွန်တော်တို့သုံးနေတဲ့ပကံစီဆက်ပြတဲ့ဆိုင်ရင်ကလေးတွေအတွက်တီးတန်းထုတ်တာတဲ့ခုလိုပကံစီဆက်ပြတွေကိုပဲသုံးတင်တယ်ဓာတုပစ္စည်းပေါမှုနေပြီးကလေးအတွက်စိတ်ချရတာပေါ့ဖေဈေးဝယ်ထွက်တာပစ္စည်းတွေတော့တောင်းပုံရံပုံဖြစ်နေပြီနေပေါင်းအင်းချက်အိုးပါရဲ့လားလုံးပြန်ပြီကွာဟိုဝယ်ဒီဝယ်နဲ့တကယ်ချက်မဲ့အိုးကြတော့ပါမလားဘူးမတတ်နိုင်ဘူးလေနောက်တစ်ခါထပ်ပြီးတော့ဝယ်ရအောင်မယ်နောက်တစ်ခါဆိုရင်တော့မလွဲလောက်တော့ပါဘူးနောက်တော့ပဲဆက်ကြည့်ပေးအောင်နော်သဘောကျလို့နှစ်တက်တယ်ဆိုရင် Daddy Diary မြန်မာ page ကို like and follow လေးလုပ်ပေးဖို့လည်းမမေ့နဲ့အောင်နော်ပြန်ဆောင်ကြမယ်နော် bye bye